berry 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 သည် berries berries berry သည်များ berry သည်ဆိုတာဘယ်လိုသီးတွေကိုခေါ်တာလဲပထမတစ်ခုကတော့ချဲတို့အားလုံးသိတဲ့ strawberry I love strawberry blackberry blueberry raspberry မြန်မာလိုတော့ငါးဥသည်ပိုးစာသည်စသဖြင့်ခေါ်ကြတယ်နော် cranberry grapes grape မှာ berry ဆိုတဲ့စကားလုံးမပါပေမဲ့သူက berry သည်မျိုးနွယ်ဝင်အသီးဖြစ်ပါတယ်နောက်တစ်ခါလောက်ထပ်နားထောင်ကြည့်ရအောင် berry berries strawberry blackberry blueberry raspberry grapes cranberry berry ဒီလေးတွေကချွတ်ချွတ်မွေ့မွေ့လေးဆိုတော့အရန်ဆလို့ကောင်းတယ်အရန်ကြိုက်တယ်အဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးပါအောင်နော်အားလုံးအတွက်အကျိုးရှိစေမယ့်သင်ခန်းစာတွေကိုမျှဝေပေးသွားမှာပါ